နဲ့ British ပဲကွဲတာလားမဟုတ်ဘူး British pronunciation ကိုအသုံးပြုတဲ့နိုင်ငံထဲမှာဒါသူရဲ့ accent တွေကကွဲပြားတာထက်ရှိသေးတယ်။ကြောင့်ဆိုကျွန်တော်တို့ဆက်လေ့လာရအောင်ပါ။ဒီမှာပထမဆုံးအတန်ကကြတော့ BBC English အတန်စံနမူနာ English ပေါ့နော်။ဒီနောက်တစ်ခုကကြတော့နောက်တစ်တန်ကကြတော့Birmingham မြို့ကလူတွေရဲ့အတန်ပါ။တို့နှစ်ခုစလုံးကဒီ British အတန်ကိုပဲ pronunciation ကိုပဲအသုံးပြုနေတာနော်။ဒါတော့မှကွဲပြားတယ်လို့ပြောတာပါ။ကဲနောက်ထောင်ကြည့်ရအောင် See you tonight. See you tonight. ကြားလိုက်လားရှင်ဒါဆိုရင်နောက်တစ်ခါထပ်ဖွင့်ပြမယ်နော်အရင်ဆုံးရှင်းပြမယ်ဒီမှာ tonight ကျွန်မအခုပြောလိုက်တာ British accent နဲ့ပြောလိုက်တာ BBC accent နဲ့ပြောလိုက်တာကျွန်တော်တို့ငယ်ငယ်တော့အဲ့လိုပဲသင်ခဲ့ရတာလေဒီမှာဆိုလို့ရှိရင် tonight ဒီ British BBC မှာ BBC English မှာဆိုလို့ရှိရင်ဒီဒုတိယဒီတရအတန်ကိုပေါ့နော်သူက I ဆိုရအတန်နဲ့ tonight လို့ပြောသွားတယ်ဒါပေမဲ့Birmingham အတန်မှာဆိုရင်တော့သူကကျတော့ oi boy เนาะဒီ boy boy အဲ့ဒီမှာပါတဲ့ oi ဆိုရအတန်နဲ့ပြောသွားတယ်เนาะ see you tonight ဒီလားပြန်နှားထောင်ကြည့်မယ်เนาะ See you tonight. See you tonight. ဒါ see you tonight အဲ့လိုပြောသွားတယ်เนาะအဲ့တန်လေးကျမတို့မကြားဘူးဟုတ်တယ်မလားကြားဘူးရင်လည်းကြားဘူးမှာပါကျမမကြားဘူးတာပဲနေပါလိမ့်မယ်ကဲဟုတ်ပြီနောက်တစ်ခုကိုလေ့လာရအောင် Are those your brothers? Are those your brothers? ကွဲပြားတာကိုကြားလိုက်တယ်ဟုတ်ကဲဟုတ်ပြီသူကပထမဆုံးအနေနဲ့ those အမှကျမတို့ BBC English မှာဆိုရင် o အတန်နဲ့ထွက်တယ် those เนาะbrother မှာကျတော့ကျမတို့က but မှာပါတဲ့အတန် brother เนาะပထမအတန်ကို brother နဲ့တွားတယ်ဒါပေမဲ့ဒီ Birmingham English မှာကျတော့ NOW noun မှာပါတဲ့ ow ဆိုအတန်နဲ့တွားတယ်ကြောင့်မလို့ those เนาะ those ဆိုတဲ့အတန်နဲ့တွားတယ်နောက်ပြီးကျရင် brother မှာကျတော့ကျမတို့ကအတန်နဲ့တွားတဲ့အချိန်မှာသူကကျတော့ဒီ wood မှာပါတဲ့ o အတန်နဲ့တွားတယ်ဒီပထမတရအတန်ကိုเนาะ brother เนาะ brother ဆိုပြီးပြောသွားတယ်ကဲပြန်နှားထောင်ကြည့်မယ် Brothers. Are those your brothers? Are those your brothers? are those your brothers She was နောက်ဆန်းတဲ့စကားကိုနားထောင်ကြည့်ရအောင် She was smoking. She was smoking. ကြွယ်ပြချက်ကိုကြားလိုက်လားရှင်ဒီမှာကျတော့ smoking မှာဖြစ်တာပါသူကကျတော့ကျမတို့ကဆိုရဲအတန်နဲ့ ing ဆိုရင်ဆိုရဲအတန်လေးနဲ့ဆုံးလိုက်ကောဒီ Birmingham မှာကျတော့ Birmingham မြို့က accent မှာဆိုရင်တော့သူကကျတော့ဒီအသေးစိတ်လေ့လာလို့ရအောင်လို့ကျမ audio နှစ်ခုစလုံးကိုဒီနောက်မှာထည့်ပေးထားပါတယ်အတန်ကွဲပြားပုံတစ်ခါလေးတစ်ဆက်ထဲနားထောင်ကြည့်ပါနော်ဘယ်ချက်ဒီကွဲပြားလဲဆိုတော့ကျမပြောခဲ့ပြီလေနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် That's better.